65နှစ်မြောက်ချင်းမျိုးသားကြီးမှာကျွန်တော်အနေနဲ့ဒီခုပြောကြားခွင့်ရတဲ့အတွက်ကြောင့်မလို့အထူးကျေးဇူးတင်ရှိကြောင်းပထမဆုံးပြောကြားလိုပါတယ်အခုလိုစီစဉ်ပေးတဲ့ Iowa ချင်းမျိုးသားနဲ့ပြည်မရေးကော်မတီပေါ်မှာလည်းအထူးကျေးဇူးတင်ရှိကြောင်းကျွန်တော်ပြောကြားလိုပါတယ်ဒါအပြင်အခုလိုအခြေအနေအချိန်အခါပေါင်းပေးတဲ့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုလည်းချီးမွမ်းပါတယ်ဒီကနေ့အခုလိုချင်းမျိုးသားနဲ့ကျင်းပခြင်းဟာကျွန်တော်တို့ချင်းမျိုးသားဒီဟာဖြစ်ရင်ကမ္ဘာပေါ်မှာရှိတဲ့လူမျိုးတစ်မျိုးဖြစ်တယ်ဆိုတဲ့ဟာကိုပြသတဲ့နဲ့ထူးနဲ့မြတ်ဖြစ်တဲ့အတွက်ကြောင့်မလို့အထူးမွန်မြတ်တဲ့နဲ့ထူးနဲ့မြတ်ဖြစ်တယ်လို့လည်းကျွန်တော်ပြောကြားလိုပါတယ်ဒါအပြင်ကျွန်တော်တို့နှစ်ပေါင်း50ကျော်ကြာချင်းပြည်နယ်နဲ့ဗမာပြည်တွင်းမှာကျင်းပဖို့မရတော့တဲ့ချင်းမျိုးသားတွေကိုဗမာပြည်နဲ့ချင်းပြည်နယ်မှာလွတ်လပ်စတင်ကျင်းပနိုင်ခွင့်ရတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်လည်းပဲအထူးဝမ်းမြောက်ပုံရမယ်နှစ်အထူးကျွန်တော်တို့ပုံပြရမယ်ချင်းမျိုးသားနဲ့ဖြစ်တယ်လို့လည်းကျွန်တော်ပြောကြားလိုပါတယ်ဒါအပြင်ကျွန်တော်တို့ဒီကနေ့ကျင်းပတဲ့ချင်းမျိုးသားနဲ့ဟာဖြစ်ရင်ချင်းမျိုးသားအားလုံးကနေပြီးတော့မှကျွန်တော်တို့ရဲ့အမျိုးသားပုံရင်ကလက္ခဏာတွေမပြောက်ပြတ်ဖို့အတွက်နှစ်ပေါင်း50ချီပြီးတော့မှကျူးပန်းလာခဲ့တဲ့အတီးပွင့်ဖြစ်တယ်လို့လည်းပဲကျွန်တော်ဆိုလိုချင်ပါတယ်ဒီကနေ့ကျင်းပတဲ့ချင်းမျိုးသားတွေဟာလွန်ခဲ့သောကျွန်တော်တို့ဒီလွတ်လပ်ရေးရပြီးကာလနှစ်ပေါင်း60တုန်းကတရားဝင်ကျင်းပဝင်ရမယ်မလို့ကျွန်တော်အာဏာပိုင်တွေစစ်အစိုးရနဲ့ဒီမှာပိတ်ပင်တဲ့အတွက်ကြောင့်မလို့ဒီချင်းမျိုးသားတွေကိုကျွန်တော်တို့ကျင်းပဖို့မရခဲ့ပါဘူးဒါပေမဲ့လို့ဒီကနေ့ဒီအချိန်မှာချင်းမျိုးသားတွေကိုပြန်လည်ကျင်းပဖို့ပေးခဲ့ပါတယ်ဒါပေမဲ့လို့ချင်းမျိုးသားနဲ့တခုတည်းကျင်းပဖို့ပေးတဲ့ကိစ္စဟာမလုံလောက်သေးပါဘူးလို့ကျွန်တော်တို့ယူဆပါတယ်ချင်းမျိုးသားတွေကိုချင်းပင်တဲ့အတွင်းမှာတရားဝင်ရုံးပိတ်ရဲ့အဖြစ်နဲ့လွန်ခဲ့သောဖာစာပါလာအစိုးရကတတ်မှတ်ပေးသလိုဒီကနေ့ကျွန်တော်တို့ဒီပြည်တော်စုမြန်မာနိုင်ငံတော်အစိုးရအင်းစင်အစိုးရကလည်းတရားဝင်တတ်မှတ်ပေးဖို့ကျွန်တော်တို့ကြိုးပမ်းခဲ့ပါတယ်ဒါပေမဲ့ဒီကနေ့အဲ့ဒီတရားဝင်ရုံးပိတ်ရဲ့ဖြစ်ဖို့အတွက်ဖြစ်ပေါ်မလာသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ချင်းမျိုးသားအားလုံးဆက်ပြီးတော့မှကြိုးပမ်းရမယ်အချက်တစ်ချက်ဖြစ်တယ်လို့လည်းဒီကတယောက်လာကြတဲ့ကျွန်တော်တို့ဒီအမျိုးသားတွေကိုကျွန်တော်ဒီကနေပြီးတော့မှဖိတ်ခေါ်လိုပါတယ်မတားခံလိုပါတယ်ဒီတော့ဒီကနေ့ဒီချင်းမျိုးသားရဲ့ဖြစ်စီလာခြင်းဟာဒီကနေ့ကျွန်တော်တို့ချင်းမျိုးသားနဲ့အတိမတ်ပြုမှုရလာခြင်းဟာကျွန်တော်တို့လူမျိုးတစ်မျိုးဖြစ်တယ်ဆိုတဲ့ဟာကိုချင်းမျိုးသားတွေဟာကမ္ဘာပေါ်မှာရှိတဲ့လူမျိုးတွေရဲ့တန်းတူလူမျိုးတစ်မျိုးဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အခမ်းအနားပြသတာပဲဖြစ်တယ်လို့ကျွန်တော်ဆိုလို့ရှင်းပါတယ်လူမျိုးတစ်မျိုးဖြစ်တာဟာကျွန်တော်တို့ဒီမတော်တဆဖြစ်တာမဟုတ်ဘူးနောက်ကျွန်တော်တို့ဒီဖြစ်စလက်ကကျွန်တော်တို့ပြသနာမဟုတ်ဘူးလူမျိုးတစ်မျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့ဒီရှိရမယ့်အချက်လက်တွေရှိပါတယ်ကျွန်တော်တို့အဲ့ဒီလူမျိုးတစ်မျိုးဖြစ်ဖို့အတွက်လူကြီးအတင်းတင်းကျွန်တော်ရှိရပါတယ်နောက်ကျွန်တော်တို့ပထဝီနေမယ်နေထားရတစ်ဆက်ထင်းရှိတဲ့နေမယ်ဒီပိုင်ဆိုင်မှုလိုအပ်ပါတယ်နောက်မှစားကြည်ယဉ်ကျေးမှုတွေယူရတဲ့လေထုံးလန်းစင်လာတွေအခိုင်အမာရှိဖို့လိုအပ်ပါတယ်နောက်မှကျွန်တော်တမိုင်းကြောင်းအရာခိုင်မာရည်တည်လာခဲ့တဲ့ကျွန်တော်တို့ရဲ့တမိုင်းလောက်ခံအကြောင်းတွေအခိုင်အမာရှိမှအဲ့ဒီလူမျိုးကိုလူမျိုးတစ်မျိုးဖြစ်တယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ဒါကြောင့်တနည်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ချင်းမျိုးသားတွေဟာတီးခြားနေမယ်မှာတီးခြားပူပိုင်ပြတ်ထိုင်းခွင့်နဲ့ပူပိုင်အောက်ချုပ်ခွင့်နဲ့ကျွန်တော်တို့ဒီမလွတ်လပ်ရည်တည်လာခဲ့တဲ့ချင်းမျိုးသားတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြသတာပဲဖြစ်ပါတယ်ဒီလိုဒီနေ့ဒီချင်းမျိုးသားနဲ့ဒီဝန်လောက်ကိုင်ဖို့ရှိတယ်မလို့တကယ်အနှစ်သာရရှိကျွန်တော်တို့ကျင်းပနိုင်သလားဆိုတော့ဒီကနေ့ကျင်းပလို့မရသေးဘူးလို့ကျွန်တော်ဆိုလိုချင်ပါတယ်ဘာလို့လဲဆိုတော့လူမျိုးတစ်မျိုးအဖြစ်သတ်မှတ်နိုင်တဲ့အနေအထားမျိုးဒီကနေ့ဗမာပြည်မှာဖြစ်ဖြစ်ချင်းပြည်မှာဖြစ်ဖြစ်ကျွန်တော်တို့မရသေးပါဘူး။ဒါတော့ကျွန်တော်တို့အရေးကြီးဆုံးအချက်နှစ်ချက်ကိုကျွန်တော်ထောက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်လူမျိုးတစ်မျိုးရဲ့အသက်သွေးကြောဖြစ်တဲ့ကျွန်တော်ချင်းမျိုးသားတွေအတွက်လည်းအသက်သွေးကြောဖြစ်တဲ့ကျွန်တော်တို့စာပေတွေယဉ်ကျေးမှုတွေယူရတဲ့ထုံးတမ်းစင်လာတွေကျွန်တော်တို့ဒီကျောင်းတွေမှာ community တွေမှာတင်ကြားဖို့မြင့်တင်ဖို့ထိန်းသိမ်းဖို့ရာအတွက်ကျွန်တော်တို့စွမ်းဆောင်နိုင်ခွင့်ကျွန်တော်တို့မရခဲ့သေးပါဘူး
2012ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာပြည်တော်စုအစိုးရနဲ့ကျွန်တော်တို့ချင်းမျိုးသားတပ်ဦးနဲ့လက်မှတ်ထိုးတဲ့နေရာမှာဒီစာပေဒီတင် जा ဖို့ရာအတွက်ကျွန်တော်တို့ဒီကျူပန်းခဲ့ပေမလို့အဲ့ဒီကျူပန်းချက်ဟာကျွန်တော်တို့ဒီပရမအစစ်တော်မှာမရောက်ဘဲနဲ့ပြည်တော်စုအစိုးရကနေပြီးမှဆက်လက်ကျူပန်းဆောင်ရွက်ဖို့အစစ်မဲ့ရောက်သေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စာပေဒီယဉ်ကျေးမှုတွေယူရတဲ့ထုံတန်းစင်လာတွေကိုကျွန်တော်တို့တင် जा ဖို့ရာအတွက်ဒီကနေ့ဘာမှကျွန်တော် currency မရှိသေးပါဘူးဒါအပြင်အာနာပါနူရဲ့စိတ်ထဲမှာကျွန်တော်ရဲ့စာပေတွေကိုတင် जा ဖို့ရာအတွက်သူ့စိတ်ထဲမှာဘာမှမရှိသေးတာကျွန်တော်တွေ့ရပါတယ်လူမျိုးကြီးအရာကျွန်တော်တို့ဒီဗမာလူမျိုးတွေကနေပြီးတော့မှကျွန်တော်တိုင်းရင်းသားတွေအပေါ်မှာကျွန်တော်တို့ဒီဒုတိယတန်းစားလာသို့မဟုတ်ကျွန်တော်တို့ဗမာပြည်မှာရှိတဲ့ကျွန်တော်တိုင်းရင်းသားလူမျိုးတစုထဲလာအဲ့ဒီအနေထားပဲကျွန်တော်တို့လက်ခံသေးတာတွေ့ရပါတယ်ဒါအပြင်ကျွန်တော်တို့ဒီတိုင်းရင်းသားလူမျိုးတွေဟာဗမာပြည်ထဲမှာရှိနေပြီးသားပြီးတဲ့ဗမာပြည်ထဲကိုဝင်လာတဲ့တိုင်းရင်းသားတွေနဲ့ပဲကျွန်တော်တို့ဒီကနေ့အထိအတိမတ်ပြုခဲ့တာကျွန်တော်တွေ့ရပါတယ်1949ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ1994ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ2010ဖွဲ့စည်းပုံအခြေခံဥပဒေမှာအတိအလင်းဖော်ပြထားတာတော့အဲ့ဒီရှင်းနေပြီးသားဖြစ်တဲ့ကျွန်တော်တို့ဒီတိုင်းပြည်မှာဆေးဘဝေဒနီကနေပြီးတော့မှတည်ရှိလာခဲ့တဲ့တိုင်းသားလူမျိုးပေါင်းစုံဖြစ်တယ်လို့ပဲရေးသားထားတာတွေ့ရပြီးတော့မှသမိုင်းကြောင်းအရကျွန်တော်တို့တိုင်းပြည်ဒီလက်မှတ်ထိုးပြီးတော့မှပြင်လွန်စာချက်ဝဲပေါ်လာတဲ့တိုင်းပြည်ဖြစ်တယ်ဆိုတဲ့ဟာကိုဒီကနေ့အထိမြစ်ွယ်ပြုတ်ဆဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အောက်ချုပ်သူလူသားစားနေပြီးတော့မှကျွန်တော်တို့တိုင်းသားတွေကိုချင်းမျိုးသားပါဝင်တိုင်းသားအားလုံးကိုအောက်ချုပ်ခါလူသားစားနေနဲ့ပဲဒီကနေ့အထိနားလေမှုပေးပြီးတော့မှကျွန်တော်တို့ဒီအောက်ချုပ်မှုအောက်မှာရောက်နေတာတွေ့ရပါတယ်ဒါကြောင့်မလို့လူမျိုးတစ်မျိုးမှာရှိနေတဲ့ကျွန်တော်ရှိတဲ့စာပေရေးကျေးမှုတွေရိုးရတဲ့ထုံတန်းစင်လာတွေအတိအဝမရသေးမချင်းဒီကနေ့ချင်းမျိုးသားဖြစ်မှုဟာကျွန်တော်တို့ဒီပြဝမရှိသေးဘူးလို့ကျွန်တော်ပြောလို့ရပါတယ်ဒါကြောင့်လို့ဒီကိစ္စကြီးကိုအပြည့်အဝရမှာချင်းမျိုးသားနဲ့ဟာအတိပယ်ရှိတော့အမျိုးသားနဲ့အနေနဲ့ကျွန်တော်ကျင်းပနိုင်မှာဖြစ်တယ်လို့ပထမအချက်နဲ့ကျွန်တော်ပြောချင်ပါတယ်ဒုတိယနဲ့အချက်နဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်သမိုင်းကြောင်းအရာအခိုင်အမာရှိထားတဲ့သမိုင်းနောက်ခံသမိုင်းရှိတဲ့တိုင်းပြည်ရှိတဲ့လူမျိုးဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီပြောကြလို့ပါတယ်ကျွန်တော်တိုင်းပြည်ဟာ1895ကနေပြီးမှ1940ခုနှစ်ပြည်တိဆရာကနေပြီးတော့50နှစ်ကျော်အုပ်ချုပ်ခဲ့ပါတယ်နောက်1948ကနေ2013အထိနှစ်ပေါင်း65နှစ်ကျော်ကြာကျွန်တော်တို့ဒီဗမာလူမျိုးကြီးဝါဒီနဲ့ကျွန်တော်တို့စစ်အစိုးရအောက်မှာနေခဲ့တာဖြစ်ပါတယ်ဒါတော့အားလုံးပေါင်းလိုက်လို့ရှိရင်နှစ်ပေါင်း119နှစ်ပေါ့လေဒါကျွန်တော်တို့တိုင်းပြည်ဟာသူများရဲ့အောက်မှာကျွန်တော်ကြောက်ခဲ့တာတွေ့ရပါတယ်ဒီတော့ကကျွန်တော်တို့ပြည်လုံးစာချုပ်ချုပ်တဲ့နေရာမှာအခြေခံမူ၄ချက်နဲ့ကျွန်တော်တို့တိုင်းပြည်ကိုတိစောက်ခဲ့တာဖြစ်ပါတယ်ချင်းတိုင်းပြည်ကချင်တိုင်းပြည်ရှမ်းတိုင်းပြည်ဗမာတိုင်းပြည်ပေါင်းပြီးတော့မှကျွန်တော်အခြေခံမူ၄ချက်ချက်တာကတော့လက်မယူထွက်ထားတဲ့နိုင်ငံဒီကြားမှာတိုင်းပြည်များမှုရှိဖို့လက်မယူထွက်ထားတဲ့နိုင်ငံဒီကြားမှာကိုယ်ပိုင်ပြဋ္ဌာန်းမှုရှိဖို့လက်မယူထွက်ထားတဲ့နိုင်ငံဒီကြားထဲမှာကျွန်တော်တို့ကိုယ့်ရဲ့အဆန္ဒအလျောက်ပါဝင်ဖို့ဒီလက်မယူထွက်ထားတဲ့နိုင်ငံဒီကြားမှာဒီမိုကရေစီကျင့်သုံးတဲ့အစိုးရပေါ်ဆောင်ဖို့အတွက်ကျွန်တော်ဒီအခြေခံမျိုးမှာတိုင်းပြည်ကိုတိစောက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီကနေ့အထိအဲ့ဒီတိုင်းပြည်ဟာဖြစ်မလာသေးပါဘူးဒီတော့ဒီကနေ့ဖြစ်မလာသေးတဲ့တိုင်းပြည်ထဲမှာကျွန်တော်တို့ရဲ့လွန်ခဲ့သောကာလကကိုယ့်အပေါ်အုပ်ချုပ်ခဲ့တဲ့အနေအထားမျိုးလက်ဆွဆွရတဲ့အနေအထားမျိုးမှာချင်းမျိုးသားတွေဟာကျင်းပြီးကြက်ပြီးအတိတ်ပဲရှိကျင်းပါတယ်လို့ကျွန်တော်ပြောလို့မရပါဘူးဒီအခြေခံကြီးရမှလည်းပဲကျွန်တော်တို့ရဲ့ချင်းမျိုးသားတွေဟာပုံကိုအတိတ်ပဲရှိတဲ့အမျိုးသားတွေဖြစ်လာမှာဖြစ်တယ်လို့ကျွန်တော်ဒီရဲ့ကြောလာကြတဲ့ချင်းမျိုးသားအားလုံးကိုဒီကနေပြီးမှပြောကြလိုပါတယ်ဒီကနေ့လွတ်လပ်ရေးရကာစားကကျွန်တော်တို့နဲ့အတူလွတ်လပ်ရေးရခဲ့တဲ့တိုင်းပြည်ဟာဒီကနေ့ဖွံ့ဖြိုးပြီးနိုင်ငံဖွံ့ဖြိုးပြီးဝရောက်မဲ့နိုင်ငံတွေအကုန်လုံးရောက်နေပါပြီဒါပေမဲ့လို့လွန်ခဲ့သောနှစ်ပေါင်း60ကအာရှနိုင်ငံမှာကျွေဝခဲ့တဲ့အင်မတန်မှဖွံ့ဖြိုးခဲ့တဲ့ဗမာပြည်ကြီးဟာဒီကနေ့အစင်းအဆုံးတိုင်းပြည်ကိုရောက်ပြီးတော့မှကျွန်တော်ချင်းမျိုးသားတွေဟာ90%လို့ under poverty level line မှာကျွန်တော်ရှိနေတာကိုတွေ့ရပါတယ်ဒါဒီဟာဘာကြောင့်လဲဆိုတော့စနစ်အမှားတွေကြောင့်အောက်ချုပ်တဲ့လူဒန်းစားတွေရဲ့အမှားတွေကြောင့်ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီကနေပြီးတော့မှထောက်ပြလိုပါတယ်ဒီတော့ကကျွန်တော်ဒီတတိယအနေနဲ့ချင်းမျိုးသားတွေရဲ့အနှစ်သာရရှိတဲ့အနှစ်သာရအရှိဆုံးလို့ကျွန်တော်ယူဆရတာကတော့1948ခုနှစ်ဖေဖော်ဝါရီလမှာလုပ်တဲ့ကျွန်တော်ချင်းမျိုးသားညီလာခံကြီးဖြစ်ပါတယ်လူ9000ကျော်ကျွန်တော်ချင်းမျိုးသားတွေစုပြီးတော့မှအစည်းအဝေးလုပ်နိုင်တယ်ဆိုတဲ့ဟာကျွန်တော်ချင်းသမိုင်းမှာမရှိဘူးပါဘူးပထမအကြိမ်ဖြစ်ပါတယ်ဒီတော့ကဘာပြတယ်လဲဆိုတော့အဲ့ဒီစူးစီးမှုကနေပြီးတော့မှကျွန်တော်တိတ်တကြီးနဲ့တကြီးအောက်ချုပ်ရေးစနစ်ကိုဒီမိုကရေ
စီအုပ်ချုပ်ရေးစနစ်ကိုကျွန်တော်ပြောလဲနိုင်ခဲ့တာဖြစ်ပါတယ်ဒီရှိမှုရဲ့အားကတော့ကျွန်တော်စနစ်တစ်ခုကိုပြောင်းလဲနိုင်ခြင်းပဲဖြစ်ပါတယ်ဒီတော့ကအဲ့ဒီလိုမျိုးကျွန်တော်ဒီစုစည်းမှုကနေပြီးတော့အောင်မြင်မှုရတဲ့အဖြစ်ပြဟာအင်မတန်မှချင်းမျိုးသားတွေအတွက်ပေါင်းတဲ့မွန်မြတ်တဲ့အဖြစ်ပြပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီစုစည်းမှအားရှိမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ပညာရှင်တွေကအများအားပြောသလိုကျွန်တော်ချင်းမျိုးသားတွေစုစည်းမှုဟာအားဖြစ်လာမယ်ဆိုတဲ့ဟာကိုလည်းဒီအဖြစ်ပြကကျွန်တော်တို့ကိုမြေမောင်ထူပေးတာဖြစ်ပါတယ်ဒီတော့ကဒီအဖြစ်ပြကိုကျွန်တော်အနေနဲ့တင်စားချင်တာကတော့ Flam Spirit Flam စိတ်ဓာတ်လို့ပဲကျွန်တော်တင်စားလိုပါတယ် Flam မှာပြုလို့တဲ့ဒီမြေသားခါကြီးရဲ့စုစည်းမှုဟာကျွန်တော်ချင်းမျိုးသားတိုင်းမှာရှိတဲ့ Flam Spirit Flam စိတ်ဓာတ်ဖြစ်ဖို့လိုအပ်ပါတယ်ဒီစုစည်းမှုနဲ့ကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေ့လုပ်နေတဲ့ချင်းမျိုးသားတွေဟာအမတားမှအနှစ်သာရရှိတဲ့အမျိုးသားတွေဖြစ်လာမှာဖြစ်တယ်လို့ကျွန်တော်တို့ဒီမှန်းထားတဲ့ Federal ပြည်တော်စုတည်ဆောက်ရေးကျွန်တော်တို့ဒီမှန်းထားတဲ့ကုသမာမှုဖန်တီးခွင့်ရရှိရေးကျွန်တော်တို့ဒီလျှောက်ထားနေတဲ့ဒီမိုကရေစီအရေးရှိရေးအတွက်အားရင်အကောင်းဆုံးဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလက်နဲ့အမျိုးအစားအကောင်းစားကြီးကျွန်တော်တို့မလိုအပ်ပါဘူးကျွန်တော်တို့မှာဖိုက်စာကြီးအများကြီးရှိပြီးတော့မှကျွန်တော်တို့ဘယ်လောက်ထက်ချမ်းသာဒါဒီထက်ကျွန်တော်အလူအဆုံးကတော့အမျိုးသားစီးလုံးမျိုးမျိုးဖြစ်ပါတယ်ဒီတော့ဒီကနေ့နိုင်ငံရေးအခြေအနေအရကျွန်တော်ချင်းမျိုးသားတွေစုစည်းဖို့ဟာအခရာအကြဆုံးနဲ့အတိကအကြဆုံးဖြစ်ပြီးတော့မှချင်းမျိုးသားအားလုံးစုစည်းဖို့လည်းပဲဒီကနေပြီးတော့မှကျွန်တော်တိုက်တွန်းလိုပါတယ်ဒီကနေ့ချင်းမျိုးသားတအုပ်ဟာအပိခတ်ရဲ့စေးကိုထဲကိုကျွန်တော်ရောက်နေပါတယ်ဘာကြောင့်အပိခတ်ရဲ့စေးကျွန်တော်လောက်ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီကနေ့ရည်မှန်းထားတဲ့ချင်းမျိုးသားတွေရဲ့လူဝင်ဆန္ဒဖြစ်တဲ့ဒီမိုကရေစီတည်ဆောက်ရေးကိုယ်စမကိုဖန်တီးခွင့်ရရှိရေးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွားတဲ့နေရာမှာကျွန်တော်တို့မဟာဗျူဟာဖြစ်ကျွန်တော်လမ်းစဉ်ဖြစ်နေသုံးနေတာတော့တွိတ်ဆုံဆွေးနွေးအဖြေရှာခြင်းဖြစ်ပါတယ်1994ခုနှစ်ကနေပြီးမှ United Nation ကမ္ဘာကုလသမဂ္ဂကနေပြီးမှကျွန်တော်တို့ဒီတွိတ်ဆုံဆွေးနွေးအဖြေရှာရေးကိုမြန်မာနိုင်ငံရဲ့အကောင်းဆုံးအဖြစ်ပြဿနာဖြေရှင်းနေတာဖြစ်တယ်ဆိုတော့ပြဋ္ဌာန်းချက်နဲ့ညီချင်းမျိုးသားတပ်ဦးကလည်းကျွန်တော်တွေ့ဆုံဆွေးနွေးအဖြစ်ဆရာရေးလားစဉ်ကိုကျွန်တော်တစ်စိတ်မှတ်ကန်ဆွေးခဲ့ပါတယ်ဒါပေမဲ့လို့2009ခုနှစ်ထိကျွန်တော်တို့အဲ့ဒီဆွေးနွေးရေးကိုမအောင်မြင်ခဲ့ပါဘူးအဆက်ဆက်သောအစိုးရအနေနဲ့ကျွန်တော်တို့ခင်ဗျားတို့လက်နက်နဲ့ငင်းချိုင်းနေမယ်လာပါခင်ဗျားတို့စီးပွားရေးလုပ်ပါဖွံ့ဖြိုးလုပ်ပါဒါလည်းကျွန်တော်တို့ပြောခဲ့ပါတယ်ကျွန်တော်တို့လက်နက်နဲ့ငင်းချိုင်းရေးနေဖို့ကျွန်တော်တို့မှာဘာမှသူတို့အတွက်အကြောင်းပြန်စရာမရှိပါဘူးဒီနေ့လက်နဲ့ကင်တာဟာကျွန်တော်တို့အခွင့်အရေးကျွန်တော်တို့နိုင်ငံကိုပြန်လဲပြီးဆောက်ရေးအတွက်ကျွန်တော်တို့ကင်နေတဲ့ကိစ္စဖြစ်တဲ့အကြောင်းမလို့2000ခုနှစ်ထိကျွန်တော်ဘာမှမရခဲ့ပါဘူးဒါပေမဲ့2000ခုနှစ်ကနေပြီးမှကျွန်တော်တို့ဆွေးနွေးမှုစတင်ခဲ့ပါတယ်ဒါပေမဲ့လို့ဗမာပြည်ထဲမှာဆွေးရောအရေးခေဖြစ်လာတာနဲ့2010ဖွဲ့စည်းပုံအခြေခံဥပဒေအဆုံးသတ်မဲ့အနေအထားမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီဆွေးနွေးရေးကိစ္စဟာတန့်သွားပြီးမှကျွန်တော်2012ခုနှစ်အနောက်ပိုင်းဒီဆွေးနွေးပွဲတွေဖြစ်ပေါ်မလာခဲ့ပါဘူးဒါပေမဲ့လို့ဩဂတ်စ်လ18ရက်နဲ့2011ခုနှစ်မှာမြန်မာနိုင်ငံအစိုးရတွေမှာတင်မြင့်ဆောင်2017ထုတ်ပြန်ပါတယ်အဲ့ဒီထုတ်ပြန်တဲ့အထဲမှာကျွန်တော်တို့ဒီမြင့်ချမ်းလားစဉ်သုံးဖို့ချပါတယ်နံပါတ်1ကတော့အပိခရစဲမယ်နံပါတ်2ကတော့နိုင်ငံရေးဆွေးနွေးမယ်နံပါတ်3ကတော့ကျွန်တော်တို့ဒီအမျိုးသားညီလာခံကြီးပါမယ်ဒီကျင်းပပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်ပခါတွေကိုကျွန်တော်ဖြည့်ရှင်းမယ်ဆိုတော့ကျွန်တော်တို့ဒီတင်မြင့်ဆောင်2010ကိုထုတ်ပြန်ပါတယ်အဲ့ဒီထုတ်ပြန်ချက်နဲ့ညီနိုဝင်ဘာလ19ရက်နဲ့2017မှာသမရသိန်းစင်ကနေပြီးတော့ဆင်လွတ်လိုက်တဲ့ကျွန်တော်တို့ဦးအောင်မင်းနဲ့ဒိုင်းသားပေါင်းစုံနဲ့ကျွန်တော် CNM နဲ့အဖွဲ့နဲ့လည်းကျွန်တော်တွေ့ပါတယ်အဲ့ဒီပွဲတဲ့အချိန်မှာသူ့ရဲ့ကာလချက်ကတော့အခုနကျွန်တော်တို့ဒီပြောနေတဲ့ငင်းချမ်းရေးဖြစ်စဉ်3ရက်ပြီးခဲ့ရစေမယ်နိုင်ငံရေးအရကျွန်တော်ဆွေးနွေးမယ်နောက်ပြည်လုံးကတော်တော်ကြီးလာခါချင်းချင်းပါပြီးတော့ပြည်တော်စုရဲ့ကျွန်တော်တို့ပြည်ပခါယူပြီးစေမယ်ဆိုတော့ကာလချက်ကြောင့်ဇန်နဝါရီလ6ရက်နေ့မှာဟာကမြို့မှာကျွန်တော်ချင်းမျိုးသားတပ်ဦးနဲ့ပြည်တော်စုဆွေးရနဲ့အပိခတ်ရဲ့စေရေးစာချုပ်ကျွန်တော်6လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ဒီ6လခဲ့ပြီးနောက်ပိုင်းမတ်လ1ရက်နဲ့2012ခုနှစ်မှာသမရသိန်းစင်ကကျွန်တော်တို့မိခွန်မွေးကြပါတယ်မိခွန်မွေးကြတဲ့နေရာမှာသူ့ရဲ့နိုင်ငံရေးဖြစ်စဉ်လမ်းစဉ်သုံးဖို့ချပါတယ်အဲ့ဒီထဲမှာပါပါတယ်ဆိုတော့ပိခတ်ရေးစေးကျွန်တော်လုပ်မယ်ဒုတိယအနေနဲ့ကျွန်တော်နိုင်ငံရေးပါတီတွေဟာလက်နက်ကန်တဲ့အဖွဲ့အစည်းတွေအားလုံးနိုင်ငံရေးပါတီအသွင်ပြောင်းပြီးတော့မှကျွန်တော်တို့ရွေးကောက်ပွဲဝင်မယ်ရွေးကောက်ပွဲဝင်ပြီးတော့ကျွန်တော်တို့ဒီလွတ်တော်ထရရတယ်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဖို့သူ့ရဲ့အဆင့်သောလုပ်ငန်းစဉ်ကိုချမှတ်လာပါတယ်။ထိုနည်း၎င်းပဲမေလ3ရက်နေ့မှာအမေရိကန်7နှစ်ဆောင်2012ကိုပြည်တော်စုအစိုးရထုတ်ပြန်ပါတယ်။အဲ့ဒီ2012နှစ်ဆောင်2012အမတ်ထဲမှာကျွန်တော်ဘာပါတယ်ဆိုတော့ကျွန်တော်နိုင်ငံရေးဖွဲ့စည်းရေး
ရွေးကောက်ပွဲဝင်ရေးလွှတ်တော်ထဲကနေပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲဆိုတာပါလာပါတယ်ဒါပေမဲ့လို့ကျွန်တော်ချင်းမျိုးသားတဝန်းနဲ့အဲ့ဒီလမ်းစဉ်ဒီအဲ့ဒီအစင်းစင်းတော်လုပ်ငန်းစဉ်ဒီနဲ့ပွားချတဲ့ကျွန်တော်ရဲ့လမ်းစဉ်ရှိပါတယ်ကျွန်တော်တို့ဒီနိုဝင်ဘာလ19ရက်နေ့တွေ့တုန်းကသဘောတူညီချက်ထားခဲ့တဲ့ကိစ္စရဲ့ဇန်နဝါရီလ6ရက်နေ့မှာကျွန်တော်ဆွေးနွေးခဲ့တဲ့ကိစ္စကြီးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့မှာချက်မှတ်ထားတဲ့မူဝါဒရှိပါတယ်နံပါတ်1ကတော့အပြစ်ခတ်ရစေရေးလုပ်မယ်ဆိုတဲ့ကိစ္စကိုတစ်နှစ်ကျော်ရှိပါပြီကျွန်တော်တို့ဒီအဲ့ဒီကိစ္စကတော့ပုံသလောက်ရှိပြီလို့ကျွန်တော်ပြောလို့ရပါတယ်ဒုတိယအနေနဲ့နိုင်ငံရေးဆွေးနွေးပွဲစတင်ဖွေရအတွက်2023ကနေကျွန်တော်စတင်မှုရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီချင်းမျိုးသားတအုပ်နဲ့ချင်းမျိုးသားကြီးရဲ့ယက်တီချက်ကတော့ကျွန်တော်တီးတီးကြက်ကြက်ခါခါမှာကျွန်တော်ချထားတာရှိပါတယ်နံပါတ်1အနေနဲ့လွတ်တော်ပြည်ပနိုင်ငံရေးတွဲဆွေးနွေးပြည်စည်းရေးကိုအာမခံချက်ရှိရမယ်ကျွန်တော်တို့ဆွေးနွေးတဲ့နေရာမှာလွတ်တော်ပြည်ပနဲ့ဆွေးနွေးပြီးတော့မှအဲ့ဒီဆွေးနွေးချက်အဲ့ဒီရလာတဲ့ကျွန်တော်တို့ကတိဒီရလာတဲ့ကျွန်တော်တို့ဒီအချက်လက်တွေကိုအခြေခံပြီးတော့ဖွဲ့စည်းပုံပြောင်းလဲဖို့ဖြစ်ပါတယ်နံပါတ်2အနေနဲ့2010ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အတွင်းကနေကျွန်တော်ဆွေးနွေးဖို့မဖြစ်ပါဘူးနံပါတ်3အနေနဲ့ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာတာတူရီတူရှိတဲ့ဆွေးနွေးမှုမျိုးကျွန်တော်ပြဖို့လိုပါတယ်နံပါတ်4မှာလွတ်လပ်ပြီးဖြစ်လိုက်မှုကင်းတဲ့နိုင်ငံတကာနဲ့ပြည်တွင်းလေ့လာစောင့်ကြည့်အဖွဲ့တွေအခိုင်အမာရှိရပါမယ်နံပါတ်5မှာနိုင်ငံတကာစာချုပ်စာတမ်းတွေလူခွင့်ဆိုင်ရာနိုင်ငံတကာဥပဒေတွေကိုထည့်သွင်းပြီးတော့မှကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်နံပါတ်6မှာပြည်လုံးစာချုပ်ကိုကျွန်တော်အခြေခံပြီးတော့မှအဲ့ဒီမူအောင်အတွင်းမှာကျွန်တော်တို့ချင်းမျိုးသားတို့ချင်းမျိုးသားတွေဟာပြည်တော်စုအစိုးရနဲ့ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်အဲ့ဒီကိစ္စနဲ့တွေ့ပြီးတော့မှကျွန်တော်တို့လာနေတဲ့အဆင့်ဆင့်သောလုပ်ငန်းစဉ်တွေဟာကျွန်တော်တို့လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ဒီကကြောက်လာကြတဲ့ချင်းမျိုးသားတွေကိုကျွန်တော်ဒီကနေပြီးတော့မှပြောကြလိုပါတယ်နောက်နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာကျွန်တော်တို့ဒီဆွေးနွေးမယ့်အချက်ကျွန်တော်ချက်မှတ်ထားတာရှိပါတယ်အဲ့ဒီနိုင်ငံရေးဆွေးနွေးတဲ့အခါမှာချက်မှတ်ထားတဲ့အချက်တွေကတော့နံပါတ်1အနေနဲ့ချင်းမျိုးသားတွေရဲ့ကိုယ်စမာကိုဖန်တီးဖို့ရရှိဖို့အခြေခံပြီးတော့ကျွန်တော်စတင်ဆွေးနွေးမှာဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ကျွန်တော်ဒီမိုကရေစီထုံးကားရေးဒီမိုကရေစီဆိုတဲ့နေရာမှာကျွန်တော်ဘာဒီမိုကရေစီဘာညာဒီမိုကရေစီရှိဘူးကမ္ဘာမှာသုံးနေတဲ့ဒီမိုကရေစီအခြေအနေကိုပဲကျွန်တော်တို့အခြေခံပြီးမှဆက်လက်ဆွေးနွေးတော့မှာဖြစ်ပါတယ်နံပါတ်3အနေနဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးတိုင်းရင်းသားပေါင်းစုံပေါင်းတဲ့တိုင်းပြည်ကြီးမှာဒီတိုင်းရင်းသားတွေအားလုံးကိုလက်ခံလောက်တဲ့ကျွန်တော်တို့ Federal ပြည်ထောင်စုကြီးကိုကျွန်တော်တည်ဆောက်မှာဖြစ်ပါတယ်။သမဒိသိဘူရာမာစတာတီနဲ့2017မှာ2012မှာမြင့်ကြသွားတဲ့ကျွန်တော်တို့ဗမာမျိုးသားတွေဟာလည်းတိုင်းရင်းသားလူမျိုးပြတ်တာတယ်ဆိုတဲ့ဟာအင်မတားမှတည်မြောက်ပြီးတော့မှ Federal ပြည်ထောင်စုတည်ဆောက်တဲ့နေရာမှာဗမာမျိုးသားတွေဟာလည်းတိုင်းရင်းသားလူမျိုးတည်းအနေနဲ့အရပညာထိုက်တဲ့အနေအထားမျိုးမှာကျွန်တော်ရှိဖို့လိုအပ်လိမ့်မယ်လို့ကျွန်တော်ဒီလိုပဲခံယူပါတယ်။နံပါတ်3အနေနဲ့တိုင်းရင်းသားစီလုံးမှုပြုပေးနံပါတ်4အနေနဲ့အချုပ်ချာနာတည်တဲ့ခိုင်မီနံပါတ်5အနေနဲ့ပြည်ထောင်စုပြုပေးနောက်ပြီးတော့မှကျွန်တော်တို့ပြည်ထောင်စုတက်မတော်ကြီးကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အခြေခံဒီအပေါ်မှာကျွန်တော်စီဆက်လာမဲ့နိုင်ငံရေးကိစ္စတွေကိုပြည်ထောင်စုအစိုးရနဲ့2013 2014တောက်လျှောက်ကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီလိုဆွေးနွေးတဲ့နေရာမှာကျွန်တော်ဒီဖြစ်စဉ်တွေဟာငြိမ်းချမ်းရေး process တွေဟာကျွန်တော်ချင်းမျိုးသားတအုပ်အဖွဲ့တစ်ခုတည်းရဲ့ process မဟုတ်ပါဘူးကျွန်တော်ချင်းမျိုးသားတည်းရဲ့လုပ်ရဲ့လှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေ process တွေဖြစ်တယ်ဆိုတဲ့ဟာကိုဒီကကြောက်လာကြတဲ့ချင်းမျိုးသားတွေကိုကျွန်တော်ဒီကနေပြန်မှပြောကြလိုပါတယ်ဒီလိုသွားတဲ့နေရာမှာချင်းမျိုးသားတည်းရဲ့လုပ်ရဲ့အင်အားဒီမှာကတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ UNFC မြို့တော်တိုင်းရင်းသားလူမျိုးများ Federal Council နဲ့အတူတိုင်းရင်းသားလက်နက်ကအဖွဲ့တွေအားလုံးနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့စုပေါင်းတွေ့ဆုံခြင်းကိုလည်းကျွန်တော်ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်။နောက်ပြီးတော့မှကျွန်တော်တို့ဒီချင်းမျိုးသားတည်းရဲ့လုံးနဲ့ချင်းပြည်သူတွေရဲ့လုပ်ငန်းစဉ်ဆောင်ရွက်တဲ့နေရာမှာလည်းပဲကျွန်တော်တို့အားလုံးရဲ့ပါဝင်မှုကိုဖိတ်ခေါ်တဲ့အနေနဲ့ကျွန်တော်တို့ဒီပြည်သူတွေ့ဆုံပွဲတွေpublic consultation တွေလုပ်ပြီးတော့မှပြည်သူရဲ့အားနဲ့ကျွန်တော်ဒီဟာဒီကိုသွားမှာဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ရကြောလာကြတဲ့ချင်းမျိုးသားတွေကိုကျွန်တော်ပြောကြလိုပါတယ်ဒီကုန်းချောအနေနဲ့ဒီကနေ့ချင်းမျိုးသားတွေဟာလွန်ခဲ့သောအနှစ်50ကကျွန်တော်မကြုံခဲ့တဲ့လွတ်လပ်တဲ့အနေအထားမျိုးမှာကျင်းပခွင့်ရတဲ့အတွက်ကြောင့်မလို့အင်မတာမှထူးမြတ်ပြီးတော့မှအားလုံးချင်းမျိုးသားအားလုံးပြောဆွင်ကျင်းဦးကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်။ထူးနေ၎င်းဒီချင်းမျိုးသားတွေကိုကျွန်တော်တို့ဒီအတိပယ်ရှိကျင်းပနိုင်အောင်လေးပဲအခုနကျွန်တော်တို့ပြောကြတော့တဲ့အချက်တွေပြည့်စုံနိုင်အောင်ချင်းမျိုးသားတွေရဲ့အရေးကိုချင်းမျိုးသားတွေကပဲပြန်လည်ပြီးမှအကောင့်ထည့်ပေါ်ဖို့ဖြစ်ပါလိမ့်မယ်။ချင်းမျိုးသားတွေဒီကနေ့ကျွန်တော်ရှုံးနေတဲ့အခွင့်အရေးတွေ
ဒီကနေ့ကျွန်တော်တို့ဒီချင်းမျိုးသားတွေအတွက်တက်ပွဲနေတဲ့ကာလမှာဒါကျွန်တော်တို့ဒီနိုင်ငံတကာအကူအညီရောနောက်ပြည်တွင်းကရှိတဲ့ကျွန်တော်တို့ဒီရဲ့မဟာမိတ်တွေအကူအညီဒါမကပဲနဲ့အဓိကအကြဆုံးကျွန်တော်တို့ဒီတာဝန်ရှိတဲ့လူတွေကတော့ချင်းမျိုးသားတွေပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်ချင်းမျိုးသားတွေကိုချစ်မြတ်နိုးတယ်ချင်းမျိုးသားတွေကိုချစ်မြတ်နိုးတယ်ဆိုလို့ရှိရင်ချင်းမျိုးသားတွေအတွက်အလုံးလုံးကြဖို့ကျွန်တော်ဒီကနေဘယ်မှာဖိတ်တာမကပြုရင်းနဲ့နေကိုချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်